ကဲကိုကကျွန်တော်တို့ပြန်နှကောင်ရောက်နေပါပြီအထိုင်နာအဲ့ဒါလေကြက်လောက်ပြောဦးလေကဲကိုကတော့ပြန်နှကောင်ရဲ့အခြေအနေတော့မောင်မဲတူးနေတာပဲဒါတော့အလင်းနဲ့ဝင်ပါတယ်ဒါတော့ဘယ်ရင်လာပါလဲမသိဘူးဒါတော့နေရကြတဲ့အခန်းဖြစ်ပါတယ်ဒါတော့ဒုတိယထပ်ဖြစ်ပါတယ်အကလုံးဆေးတွေပါဒီမချေရသေးအကလုံးမပြီးသေးလို့ပါဒါတော့မာစင်းကောင်ဒီမှာတကယ်စဒါတော့ငွေပြီးဖြစ်ပါတယ်ဒါတော့ပလိုက်ဖွဲ့ဖြစ်ပါတယ်ဒီမှာတော့သူ့မြင်မော်ဒတာဖြစ်ပါတယ်ဒါတော့ဘင်းကြီးသူ့မမနဲ့ဖြစ်ပါတယ်ဒါဒါကျွန်တော်ပြတ်ထွက်လာတော့မှဖြစ်ပါတယ်ဒီရတော့မိုက်ပါတယ်ဒါတော့ဖာဒီပဲဖြစ်ပါတယ်ဒါတော့ကတော့တောက်ပေးမဲ့အခန်းဖြစ်ပါတယ်ဒီမောင်ကျော်ကြီးကတော့မပြောသေးတဲ့ခိုင်နဲ့ယူလာမိမလာတဲ့အတွက်ကြောင့်မောင်မဲတူးနှောင်နေပါတယ်ဒီမှာလည်းစင်ကောင်ရှိပါတယ်ဟိုရမန်ဒီလီပရတာတော့ဒါတော့ပါလည်းမသိဘူးသူ့ကိုပေါ်နေပါတယ်ဒီတရားတော့ဘယင်ဘိုက်ဘူးကြီးဖြစ်ပါတယ်ဒါတော့ဘာခံလဲဆိုတော့ဘလူရီခံဖြစ်ပါတယ်ဒါတော့စင်ကြီးဖြစ်ပါတယ်အဲ့ညလေးတိုက်ထုတ်လို့မိပိုက်ရပြီဒီမကြောက်ထမ်းလာပုစုပဆက်ထမ်းလာတယ်ကဲကိုကတော့တို့ပြန်ဆင်းနေပါပြီကျောင်းပြန်တော့မယ်ဟိုသွားဒီသွားနဲ့ဖိလက်ကောင်းလေးနဲ့မချုံတော့မယ်ကဲတော့ဒီကြည့်တော့လားတော့လဲမဝရမှာလဲလဲမ
ရှေ့ပြန်ကြောင်းမနော်အဲ့ဒါဒီကတော့တော့တဲ့နောက်ကတိပါကဲဝဲတက်လို့ရမယ်တက်ချီမှာအကျအလာအလို့ကြီးကတိရောချာပါကဲလေးနော်ဒီနော်ဒီပတ်ခါပိုင်နော်ဘယ်လိုရနေကြမလဲပတ်ခါပတ်တယ်လားမြေလေရွတ်ထူပါကွာခေါ်ရအလောခိုင်မော်ဒီအဘရဒိုအလောခိုင်နော်အလောခိုင်ဒီတိုင်းတက်တာဝင်ပြီ